အသက်ရှူထုတ်တဲ့အခါမှာအသက်ရှူသွင်းတာတော့အားအရင်စိုက်เสียမလို့ပေါ့နော်ဒါပေမဲ့နည်းနည်းတော့လှုပ်ပေးရသေးတယ်ပေါ့နော်ဒါပေမဲ့အသက်ရှူသွင်းတာတော့အားစိုက်เสียမလို့ဘူးဒီအသက်ရှူထုတ်တာကတက်ပြင်းချတဲ့ပုံစံနဲ့လည်းတူတယ်နော်တက်ပြင်းချတဲ့အခါမှာခန္ဓာကိုယ်တစ်ခုလုံးကိုရှော့ချလိုက်ပြီးတော့မှတက်ပြင်းချလိုက်တယ်ပေါ့နော်အသက်ရှူထုတ်လိုက်တဲ့ပုံစံနဲ့တူပါတယ်အသက်ရှူသွင်းတာကျတော့ခန္ဓာကိုယ်ကိုချုပ်ပြီးတော့ဒီအဆုတ်ထဲကိုလေဝင်အောင်ရှူသွင်းလိုက်တဲ့အားစိုက်မှုနော်ပို့ပြီးတော့အားစိုက်ရတယ်အသက်ရှူထုတ်တာကျတော့ခုနအားစိုက်ထားတဲ့အရာတွေကိုရှော့ချပြီးတော့မှအသက်ရှူထုတ်တာပေါ့နော်အသက်ရှူသွင်းတဲ့အခါမှာအဆုတ်ကပွားတယ်အဆုတ်ပွားဖို့အတွက်ဒီရင်ဘက်ကိုအပေါ်ပင့်ပေးလိုက်ရတယ်နော်ပင့်ပေးလိုက်မှအဆုတ်ကပွားပြီးတော့လေကအဲ့အဆုတ်ထဲဝင်လို့ရတယ်အသက်ပြန်ရှူထုတ်တဲ့အခါမှာဒီအဆုတ်ကိုပြန်ဖိရဒီရင်ဘက်ကပထမရင်ဘက်ကိုအားနဲ့ဟဲ့လားအပေါ်ကိုပင့်ထားရပြီးတော့ပြန်ပြီးတော့ရှော့ချလိုက်တဲ့အခါမှာဒီခန္ဓာကိုယ်အတွက်သူရင်ဘက်ကလေးကဖိပြီးတော့ဒီအဆုတ်ထဲကလေအပြင်ကိုထွက်ဖို့အတွက်ပို့ပြီးတော့လွယ်ကူသွားတယ်ပေါ့အဲ့လိုလွယ်ကူသွားတဲ့အတွက်အသက်ရှူထုတ်တာကအသက်ရှူသွင်းတာတော့ပိုအားစိုက်စရာမလိုဘူးသူရှော့ချတဲ့နေရာလေးမှာကိုကအဲ့ရှော့ချတဲ့အလုပ်လေးကိုပဲလုပ်ပေးလိုက်တာနဲ့ဒီလေကတက်တောင့်တက်တာနဲ့ထွက်သွားမှာပေါ့နော်ခန္ဓာကိုယ်တစ်ခုလုံးရှော့ချခန္ဓာကိုယ်တစ်ခုလုံးဆိုတာစိတ်လျှော့ပြီးတော့ဒီအသက်ပြင်းချသလိုပုံစံနဲ့အသက်ရှူထုတ်လိုက်မယ်ဆိုရင်အသက်ရှူထုတ်တဲ့ပုံစံကအဆင်ပြေပါတယ်အသက်ရှူထုတ်တဲ့အချိန်မှာတော့ဘာမှမလုပ်ဘူးเนาะအနားယူတဲ့ပုံစံနဲ့ပဲအနားယူပြီးတော့ပဲဒီလေကိုအပြင်ထွက်ဖို့အတွက်ပဲပို့ပြီးတော့လုပ်ပေးရမှာပေါ့เนาะဦးဇင်းကတော့တလရဏဆိုတဲ့နာမည်နဲ့စာနဲ့လက်တွေနေကြဝိပဿနာတရားရှုမှတ်ခြင်းကိုမျှဝေပေးနေတာဖြစ်ပါတယ်မြတ်စွာဘုရားဟောကြားခဲ့တဲ့တုတ်တန်နဲ့ဆိုင်တဲ့အနိကေ၅ချက်ကိုဖတ်ချင်နေဆိုရင် TVD ကမြန်မာဆိုတဲ့ application မှာတွားပြီးတော့ဖတ်လို့ရပါတယ်